န်လီရဲ့တန်းစင်းဆောင်ရုံးအားကိုအကောင်းဆုံးကြော့ဖြတ်သွားရတော့မယ့်လီဗာပူးအားလုံးပဲမင်္ဂလာပါရှင်စပေါ့ကဘာကနေကြိုဆိုလိုက်ပါတယ်ပရီးမီးယားလိပွဲကောင်းအနေနဲ့ဝေးကွာနေတဲ့လီဗာပူးဖန်တွေအတွက်အခုအချိန်မှာကတော့ပြန်လည်ပြီးတော့ရောက်ရှိလာပါပြီ။ဂျာရက်မှာတော့လီဗာပူးကဘန်စလီနဲ့ FA ဖလားကစားထားပြီးတော့အခုအချိန်မှာအဲ့ဒီပွဲထပ်ပို့ပြီးတော့အရေးကြီးတဲ့ပွဲစဉ်တစ်ခုရှိနေပါပြီ။ဇန်နဝါရီလ18ရက်နေ့ညမြန်မာစံတော်ချိန်9:00နာရီခွဲမှာဘန်လီအသင်းနဲ့ပရီးမီးယားလိပွဲစဉ်ကိုကစားသွားမှာဖြစ်ပါတယ်။လက်ရှိချိန်မှာလီဗာပူးကဇယားအဆင့်4နဲ့ဘန်လီအသင်းကတော့တန်းဆင်းစုံတွေကိုရောက်နေပါတယ်။ဒါကြောင့်မလို့ဘန်လီအသင်းရဲ့တန်းဆင်းစုံရုံအားကကြီးမားလာဖို့ရှိပြီးတော့လီဗာပူးကိုရက်တိုင်သွားနိုင်မလားဆိုတာကတော့စိတ်ဝင်စားစရာပါလီဗာပူးအသင်းကနောက်ဆုံး6ပွဲဆက်ရှုံးနိမ့်ထားခြင်းမရှိသေးဘူးဆိုပေမဲ့လို့လေဒီထဲမှာ9ပွဲတောင်မှတည်ရကြထားပြီးတော့ရမှတ်ဆုံးရှုံးမှုတွေရှိထားပါတယ်ဒါတွေကိုတတိကျကျပြင်ဆင်သွားမှာဖြစ်ပြီးတော့ဒီဘန်လီနဲ့ပွဲစဉ်မှာကတော့အနိုင်ရလက်ကိုမဖြစ်မနေပုံဖော်သွားရမှာဖြစ်ပါတယ်ဘန်လီအသင်းရဲ့လက်ရှိအနေအထားကလီဗာပူးကိုကျော်လွန်နိုင်မှာမဟုတ်ဘူးဆိုပေမဲ့လို့လေတန်းစင်းဆောင်ရုံအားတွေပြီးခဲ့တဲ့ပွဲစဉ်မှာမန်ယူကိုတရေခံကစားထားတာတွေတိုက်စစ်ကအချိတ်ဆက်ပြန်မိလာတာတွေကလီဗာပူးအနေနဲ့အထူးသတိထားရမယ့်ချက်တွေပါဆိုတော့အမ်စလော့ကဘယ်ပုံဘယ်နည်းနဲ့ပေါ်ထွက်လာမလဲဆိုတာဘန်လီစီကနေရမှတ်3မှတ်ကိုဘယ်လိုမျိုးရရှိအောင်စွမ်းဆောင်သွားမလဲဆိုတာစောင့်ကြည့်သွားရမယ့်ပွဲစဉ်ဖြစ်ပါတယ်လီဗာပူးမှာကတိုက်စစ်သမားတွေဖြစ်တဲ့မိုဆာလာနဲ့အီဇက်တို့ကပါဝင်နိုင်မှာမဟုတ်ဘူးတီကတော့ဘန်လီနဲ့ပွဲစဉ်ကိုပြန်ပြီးတော့မှပါဝင်လာနိုင်မှာပါဒါကြောင့်မလို့လီဗာပူးအနေနဲ့ကတော့ကြက်ခိုင်ရေးပြန်လဲပြီးကောင်းမွန်လာတဲ့အီကီတီကီကိုပဲအထောင်မှာထားပြီးတော့ကစားလာနိုင်ပါတယ်။ဘယ်တောင်မှန်မှာကတော့ကပ်ပိုနဲ့ညာတောင်မှန်မှာဖရင်ပေါင်တို့နဲ့တွဲပြီးတော့ပွဲထွက်လာနိုင်ပါတယ်။ပွဲလက်မှာကတော့အပြောင်းလဲသိမ့်မရှိနိုင်ပါဘူး။ဆိုဗိုဂရာဗီဝစ်စတွန်နဲ့တွဲပြီးတော့ပွဲထွက်လာနိုင်ပါတယ်။ညာနောက်ခံနေရာမှာတော့ဂိုမက်စ်ကိုထားပြီးတော့ဘေးနောက်ခံမှာကတော့ခါဂတ်စ်ဘိုးခန်စစ်မှာကိုနာတင်းနဲ့ဗန်ဒိုက်တို့ကိုပဲတွဲသုံးပြီးတော့ဂိုသမားကတော့အလီဆန်နဲ့ပဲပွဲထွက်လာမှာပါ။ဒီကစားသမားစီးရဲနဲ့ဆိုလို့ရှိရင်တော့လီဗာပူးအနေနဲ့ကဘန်လီအသင်းကိုကောင်းကောင်းကြီးရင်ဆိုင်သွားလို့ရနေပါတယ်။ဘန်လီအသင်းကလည်းစွမ်းဆောင်ရည်တွေကြာဆင်းနေတဲ့အသင်းတစ်သင်းဖြစ်တာကြောင့်မလို့အဝေးကွင်းအဖြစ်အန်ဖီမှာလာရောက်ရင်ဆိုင်ရတဲ့အချိန်မျိုးမှာပိတ်ဆို့ကစားတာကနေတခြားနီလန်ရွေးချယ်လာမှာမဟုတ်ပါဘူး။ကောင်တာကိုအားကိုးလာဖို့ရှိပြီးတော့မှဒါကိုလီဗာပူးအနေနဲ့ကောင်းကောင်းကြီးကင်တွယ်နိုင်ဖို့လိုအပ်ပါတယ်။လီဗာပူးအသင်းကတော့နောက်ပိုင်းမှာကစားသမားအခြေဆက်တွေပို့ပြီးတော့အားကောင်းလာပြီးတော့ဒါကိုသက်သေပြဖို့နိုင်ပွဲတစ်ခုလောက်ပဲလိုအပ်နေတာဖြစ်ပါတယ်ဖရင်ပေါင်ကိုညာတောင်မှန်မှာထောင်းမှာဖြစ်နိုင်လို့သူ့အနေနဲ့ကလည်းပြီးခဲ့တဲ့ပွဲစဉ်ကလိုပဲဆက်ပြီးတော့စွမ်းဆောင်နိုင်မလားဆိုတာကတော့စောင့်ကြည့်သွားပါအောင်မယ်။စလော့ရဲ့ထုံးစံအတိုင်းပဲကွင်းလယ်ကိုအသာစီးရယူပြီးတော့ဘန်လီအသင်းကိုဖိအားပေးကစားသွားမှာဖြစ်ပြီးတော့ဒီကတဆင်လိုအပ်တဲ့သွင်းဂိုးတွေနဲ့အတူနိုင်ပွဲတစ်ခုကိုပုံဖော်သွားဖို့စီစဉ်လာအောင်ပါပါ။အန်ဖီရဲ့ပရိသတ်အင်အားကလည်းဒီပွဲအတွက်အဆင်သင့်ဖြစ်နေမှာသိကြတာကြောင့်မလို့ဘလို့ရလက်တွေနဲ့ပွဲပြီးဆုံးသွားမလဲဆိုတာကတော့စောင့်ကြည့်သွားအောင်ပါပဲဖြစ်ပါတယ်ရှင်။